ကဲဘူးတူတူလည်းစီးကျင်တယ်ဈေးလည်းအများကြီးမသုံးကျင်ဘူးအင်ဂျင်ပါဝါအရန်ကြီးရတဲ့လည်းမစီးကျင်ဘူးเนาะ price to performance နဲ့လိုချင်တဲ့ညီကိုတွေအတွက်ကျွန်တော်ဘိန်းလေးစီးနဲ့မိတ်ဆက်ပေးမယ်ကဲဒီကောင်လေးကျွန်တော်မှရှိမယ်ကျွန်တော်လေးကတော့ Yamaha FZ6 เนาะ model အဖြစ်2008လေးပါဈေးလုံးလေးကလည်းစီးပြော်မယ်ဟိုက super 4ဘာလို့ထက်အများကြီးကွာမယ်เนาะအင်ဂျင်ပါဝါ600ရန်ဖြိုရမယ်ဟိုက share ဖြစ်ကြမယ်เนาะအင်ဂျင်အမဲเนาะဒိုင်ဝက်အပြောင်းဖြိုရည်အင်ဂျင်ပါဝါ600 EFI ဘိန်းကတ်တော့နေเนาะ share ဆိုမှ share super 4 carburetor ဈေးပဲရှိမယ်เนาะ2004 2003အဲဈေးလေးနဲ့ပဲကျွန်တော်ရောင်းပေးမယ်เนาะ FZ6 CDI ဘာညာအကုန်မှန်ရမယ်ကတ်တော့မှန်ရမယ်အကြောခွက်လုံးဝမရှိရအောင်เนาะချီနိုပဲလုံးဝလီဗာကိုင်းကြမလို့ဘူးဒါအင်ဂျင်အနေထားလေးเนาะဒီလုံးဝအတန်ရှင်းမယ်ဘာတန်ညာတန်လုံးဝမရှိဘူးเนาะအနောက်အိတ်သောအော်ရီသောနှလုံးနဲ့เนาะဟောဘိန်း share မှစီးကျင်ဆိုတဲ့ညီကိုတွေအတွက် price to performance ကြမ်းနဲ့เนาะ EFI ဘိန်းဖြစ်သွားပြီเนาะ engine power အရင်အကြီးတဲ့ရတယ်မဟုတ်ဘူးတော့အနေတော်လေးပဲเนาะဆက်လေးပြန်ထုတ်ပြပေးမယ်ချီနိုပဲเนาะဒီဘာကန်ရောင်လို့ယေစုဟိတက်လုံးဝမရှိရဘူးเนาะ100ခိုင်နှုန်းအာမခံရောင်းချပေးမယ်เนาะဟိတက်တာကိုယေစုထိုးရတာကိုဆိုရင်100ခိုင်နှုန်းကျွန်တော်ငွေပြန်အမ်းပြီးတော့ပြန်ယူပေးပါမယ်ဟိုကဘိန်း share ကိုအတွက်100ခိုင်နှုန်းအာမခံရောင်းချပေးပါမယ်เนาะကဲဒီကောင်လေးကိုကျွန်တော်ရောင်းချပေးမယ်ဈေးနှုန်းလေးကတော့53,800ပါကဲနေဝေးရဲ့ညီကိုများကိုလည်းအာမခံကားဂိတ်များနဲ့ကျွန်တော်ပို့ဆောင်ပေးပါเนาะရန်ကုန်မြို့ဆိုတော့စီယန်ချအင်ရောက်ငွေချင်နဲ့ကျွန်တော်ပို့ဆောင်ပေးပါတယ်ကဲကျန်နေတဲ့လူဝယ်ယူအားပေးခြင်းနဲ့ဆိုတော့ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်3999599000ကိုဆက်သွယ်ပြီးတော့အားပေးနိုင်ပါတယ်เนาะကျွန်တော်မှနောက်ထပ် license ဘိန်းတွေလည်းအများကြီးရှိအောင်မယ်ကဲကျွန်တော်ခုပြပေးထားတဲ့ account လေးကတော့ကျွန်တော်ရဲ့ account တစ်လေးเนาะနောက် account တစ်လေးကို follow ပြီးတော့နောက်တင်မဲ့ဘိန်းလေးကိုလည်းအားပေးနိုင်ပါတယ်ကဲအားလုံးကျေးဇူးများတင်ပါတယ်ကျွန်တော်အာဂါမြအောင်ပါ